ကျွန်တော်တို့ကအကြိုင်းဝေးဖို့ခဏလေးတွေ့ခဲ့ကြတာလေဆုံခဲ့ရတဲ့ရက်တွေကိုရည်ရွယ်ကြည့်မယ်ဆိုရင်ဘလောက်မှမရှိခဲ့ဘူးပြီးတော့အမတ်တရရဲ့လို့လဲတိတ်မြမြဆဆမရှိဘူးကံမောင်းမှအတူထိုင်မှုတာရဲ့မင်းမျက်နှာလေးကိုနှီးမောခဲ့မှုတာရဲ့စကားတွေအများကြီးပြောခဲ့မှုတာရဲ့ပြောပြစရာအမတ်တရကဒီလောက်ပဲဒါပေမဲ့အဲ့ဒီဘာမှမရှိတဲ့အချိန်လေးခဏတောင်ကျွန်တော်ကအမြဲတမ်းလိုချင်သွားခဲ့မိတာဒီရက်တွေမှာပြောင်းအောင်နေဖို့တိတ်ခတ်တယ်လို့အရင်လိုဟုတ်မနေတော့တဲ့ဆက်ဆံရေးတွေအောက်မှာဘာလို့လဲဆိုရင်မိကုန်တွေထုတ်နေမိတော့မယ်ဘယ်နေရာမှားသွားတာလဲဘယ်နေရာမှာအမားတွေပါသွားတာလဲအဖြေရှာရခက်နေတော့မယ်ကျွန်တော်ကလေခမည်းနာမှာဒီတိုင်းလေးရှိနေရတာကိုပဲပျော်နေမိတာအခုအဲ့ဒီအခွင့်အရေးလေးတော့ကျွန်တော်မှရှိမနေတော့ဘူးပိုင်ဆိုင်ရရင်တော့ကောင်းတာပေါ့မပိုင်ဆိုင်ရလဲဒီတိုင်းလေးရှိနေခြင်းနဲ့ဆိုရဲစိတ်ကူးတွေမဆုံးလိုက်ခင်မှာငါတို့ကဘယ်တော့မှမသိခဲ့ကြသလိုမျိုးပြန်ဝေးသွားခဲ့ကြတယ်လေကျွန်တော်တို့ကအကြာကြီးဝေးဖို့ခဏလေးဆုံခဲ့ကြတာပဲအဲ့ဒါကိုအများကြီးမျှော်လင့်မိသွားခဲ့တာကျေးဇူးတင်ပါတယ်ဒီလောက်ချိန်လေးအတွင်းမှာအများကြီးပျော်စီခဲ့တဲ့အတွက်ပေါ့ပြီးတော့တောင်းပန်ပါတယ်ဒီကြားထဲမှာအများကြီးနှောက်ယှက်ပေးခဲ့မိခဲ့တဲ့အတွက်ကျွန်တော်တို့ခဏလေးဆုံခဲ့ပြီးသွားပြီအကြာကြီးဝေးသွားဖို့ပဲကျွန်တော်ရမဟုတ်လား